ကာကြီးခါဝေးကောင်းရဲ့ကာကြီးငါစာလုံးစလိမ်စာပွဲစမစင်းညာတာတလင်းကျိတ်ထဝင်ပစ်တာရင်ကောက်တာရင်မုံနာကြီး ဟာသမီး ရှင်းပြီ သမီးမြန်မာသားတွေပါလေကြက်လို့ ဟုတ်ပါသမီးကလေမြန်မာစာတော့မကောက်ကျောင်းမှာတော့တေချာသမီးကအတော်ဆုံး သမီးကကျောင်းမှာတင်ကြအတော်ဆုံး ဟုတ်ပါ ဩအဲ့ဒါဆိုတင်ကြတွေပါလေတွက်တာမြန်တယ်ပေါ့ ညံတာပေါ့ဗျာ တကယ်လည်းကျွမ်းတယ်ပေါ့ ကျန်တယ် အဲ့ဒါဆိုဖေသမီးကိုမေးကြည့်မယ် မေး အလီတွေပါရောရ ကျတာပေါ့ သမီးဘလောက်လီတွေကြက်တာ တရားဒီ 100တော့ဖေဖေတော့100မရဘူးကဲအဲ့ဒါဆိုဖေဖေမေးမယ် ဩခဏလေးသမီးကဒီအလေးတို့တရားဒီကြက်ထားတာဆိုတော့ဖေဖေဒီတိုင်းပဲဖြည့်ပေးနိုင် ဘလို့လုံးမှာ မ ဖေ ဟုတ်ဘူးပေး မဟုတ်ဘူးကပေးရအောင် ပေးရမှာပေါ့သမီးကဒါလေးကိုအများကြီးကြက်ထားတာပေးမန်းနေဖေရဲ့ အေးပါဟိုကလေသမီးကြက်ပြင်ပေးမယ်လေ ဟ